တိမ်ကတုသမီး channel ကိုနားဆင်နေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မှာဖတ်ပြပေးမယ့်စာအုပ်လေးကတော့ရဟန်းစာဆိုရှင်တဦးဖြစ်တဲ့မောင်စန္ဒလေဝေးရေးသားတဲ့ပခုတ်ကူစာပေစုရာပဇွန်ငပိချက်ဆိုတဲ့ဝတ္ထုတိုးလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်ပဇွန်ငပိချက်တန်လုံးကောက်လာသည့်ပဇွန်လုံးတွေကရေပုံးစုပ်ထဲရောက်ရက်ခတ်နေသည်တကောင်ကိုတကောင်ကနင်းချေကန်ကြောက်လျက်လွတ်မြောက်ရေးအတွက်ရုန်းကန်နေသည်တန်လုံးကတော့သူ့စွမ်းပကားဖြစ်ရှာဖွေလာသောပဇွန်တုပ်တွေကိုတစိမ့်စိမ့်ကြည့်လျက်ကြည်နူးနေသည်အမေပဇွန်ငပိချက်ချက်ပြစီနေနေနဲ့ရှာရင်းမြအောင်အရသာရှိသည်ကပဇွန်ငပိချက်သာစီပေါ်ပေါ်များများရှိလျင်ရင်အုပ်တွေခွာစံမုံကိုဖြောပဇွန်ရင်အုပ်ကိုနေပြီးကြော်လျင်တော့ကိုဘသာအကြိုက်ပဇွန်လုံးကြော်ကိုရင်နွေးချမ်းကြကြလေးနဲ့မြည်ရလျင်ကိုဘသာကနတ်တုတ်သားမိဝဲနေသည်အလားငါမိန်းမလှုပ်ကြွေးသမျှထဲမှာတော့ပဇွန်လုံးကြော်ကရှဲပဲဟုပင်ပန်းသူဝမ်းသာအောင်ချီးမွမ်းတတ်သည်အစားကောင်းကြိုက်သည့်ကိုဘသာကထမင်းပွဲအသားဟင်းမပါလျင်ကနာမငိမ့်ဖင်ကိုကြပိုးထိုးထားသည့်အလိုက်ရွာစီဖင်တကြွကြွဒါဘိန်းငပိထောင်းကိုရင်ဘယ်စည်းများမှတ်နေလဲ30သား400ငပိပုတ်စီစမ်းနဲ့စားရင်တောင်ထမင်းတနက်ဖြစ်တဲ့အသားဟင်းလျာမပါသဖြင့်ကနာမငိမ်ဖြစ်နေသောကိုဘသာငိမ်သွားအောင်ငပိထောင်းပကံထိုးပေးလိုက်ရတယ်တောမာနေပြီတောကောင်လေးပါလေးတောင်မစားရတာငါညံ့လို့ပဲဒီနေ့တော့ရှိပါစေကိုဘသာဤသို့ကျိမ်းမောင်းပြီဆိုလျင်ဟင်းကောင်းဟင်းမုံစားရပြီမှန်ဂျိုးလားရေစစ်စလီလားတော်ပဲလားတမျိုးမျိုးတော့ပါလာမှသေးကြသည်လေးခွာတွေမိန်းတွေစူးတွေတည်သွားပြီဆိုလျင်ဖွတ်လားပတက်လားပွေးလားယုံလားတကောင်ကောင်တော့ရလာမှသေးကြသည်အုံနှင့်ကျင်းနဲ့အဖော်တွေခေါ်ထွက်သွားပြီဆိုလျင်ဝတ်ကျင်းတွေ့ထားသလားခြေဆက်ချက်တွေ့ထားသလားတခုခုပြန်လာလျင်အချိန်340ထွက်ဝတ်တကောင်ကောင်တော့ထမ်းလာမှသေးကြသည်ရတ္တာတနာမတိကိုဘသာသည်အသားဟင်းလျာမမတ်ဆက်ဆက်ရှိတကယ်သို့ရအောင်လဲရှာတတ်သည်ဘာမျိုးပိုးတူကြိုကလေးနှင့်ဆိုရမည်အလားကိုဘသာသာတန်လုံးကလည်းဖက်အိချီရတထက်ထဲနင်းသည်နက်နက်ပိုင်းမိုးလေးဖွဲဆုပ်ရွာနေသည်ကိုမြင်ပြီးအကြံပေါက်သွားဟန်တူသည်အိမ်နောက်ဖေးရေသွန်တွင်မှောက်ထားသောရေပုံးစုပ်ကိုဆွဲထွက်သွားသည်တနာရီတာကြတော့တန်လုံးပြန်ရောက်သည်တကိုယ်လုံးမိုးရေတွေရွှဲရွှွန့်တွေလူနေသည်ရွှွန့်တွေပေးကြိုင်နေသည့်မျက်နာကပြုံးလျက်ရွှင်လျက်သူစားကျင်သည့်ပဇွန်ငပိချက်ပေးဖို့မိခင်ကိုပူစားသည်အင်းဘောတောသူတောင်းသာဆိုတာဈေးအားကိုးလေမရှိတာကိုယ်တိုင်ရှာကိုယ်တိုင်စားပဇွန်ငပိချက်ဖြစ်အောင်ပဇွန်လုံးကိုခွာအနှစ်ကိုချစ်ပြီးဟင်းတောက်ပကံနဲ့ထဲပဇွန်ရီအုံနဲ့ခြေချောင်းလေးတွေငရုပ်စုံနဲ့ထဲထောင်းပဇွန်လက်မကိုခွဲပြီးအသားကိုထုတ်မကြီးသည့်အစိမ်းကိုညက်အောင်ထောင်းစားတင်ယုံထဲစီကိုပါသည်ဆိုယုံထဲချက်ယုံဖြင့်နှုတ်မြိန်သည်ဟင်းတစ်ခွက်ဖြစ်လာသည်ပဇွန်ညီနဲ့မထွက်အောင်ဂျင်းလေးကြက်တုံဖြူလေးထဲထောင်းနိုင်လျင်တော့ပြောစရာပဲမလို့အတူအမြုပ်သာများရှာထားတာအဖနှစ်ယောက်ကခေါင်းမဖော်ပင်စားလိုက်မိဖြစ်ချင်းငါမိန်မဟင်းချက်တော့နံပါတ်1ပဲကိုဘသာကပလုတ်ပလောင်စားရင်ချီမွန်သည်ကျုပ်ကောင်းတာမဟုတ်ပါဘူးတော့ပဇွန်အရသာကကောင်းတာပါချက်တက်မှကောင်းတာကွာမင်းကဒီဟင်းချက်တာတော့နံပါတ်1ပဲပဇွန်ကြီးချက်ရင်စားဤတဲ့ကိုဘသာရဲ့အခုလိုမကြီးနူလေးနဲ့ထောင်းထဲတော့အီလေးပြေကတွင်လဲရှင်းငရုတ်သီးစိမ်းလေးပါထောင်းထဲပေးထားတော့နှုတ်မြင်သွားတာပေါ့အဲ့ဒါပြောတာအချိုးစားကြတဲ့ဟင်းတစ်ခွက်ဖြစ်ဖို့ကဟင်းအမယ်ဆုံးဖို့လိုတယ်အဲ့ဒါတော့မှန်တယ်တချို့ကပဇွန်စီထုတ်ပြီးတော့ချက်တယ်ရင်အုံတွေကိုမထောင်းမထူပဲထည့်ချက်တော့အနှစ်မရဘူးပေါ့ဒါကြောင့်ငါမိန်းမကိုပြောတာငွေရင်းနှီးလေးများရှိရင်တော့မြို့တက်ပြီးထမင်းဆိုင်ဖွင့်မဲကွာစိတ်ကူးရင်ပြန်ပြီးမင်းချက်တဲ့ပဇွန်ငပိချက်ငါကြိုက်တဲ့ပေကလာဟင်းမင်းသားတန်လုံးသဘောကျတဲ့ဝတ်တနီချက်အဲ့ဒီ၃မျိုးစပယ်ရှယ်ချက်မယ်တော့ဒူသားဖကြိုက်ပေးမယ်စားတဲ့လူကြိုက်အောင်မှဖြစ်မှာကိုဘသားရဲ့အမလီပူမလေးစမ်းမာနဲ့ငါလူအကောင်ကြိုက်တဲ့လူလက်ခံရင်စားသုံးသူလဲကြိုက်မှာပါအော်ဒါထက်မင်းကိုပြောဖို့မေ့နေတာမနေ့ကဘာကြီးတာညာနဲ့တွေ့တယ်ပ
ဘာကြီးတန်ညံဟုဆိုလိုက်သဖြင့်ခွန်ရံပြင်းနေသည့်ထမင်းလုတ်ကိုပြန်ချပြီးဘာပြောလဲဟုမေးလိုက်သည်ဘာကြီးတန်ညံဆိုသည်မှာမအေးမြဤဦးလေးအရင်အေးမြဖခင်ဦးမွန်းဤညီအငယ်ဆုံးရွာအရှိမြောက်တခေါ်တာတာတွင်ဥယျင်ချမ်းမြေဆိုင်ပြီးတီချနေသူတားထောက်သမီးခံလဲမကြံဇနီးတဲ့တော်ဖွားတုံဆုံးကလေးကရွာမခွာပြီးဥယျင်တဲ့တယောက်တည်းနေသူဆွေမျိုးသားချင်းတဲ့အသက်အကြီးဆုံးဆို၍ဘာကြီးတာညံသာကြံရစ်တော်လဲမိဘလက်ထက်ကလေးကရန်ညိုးရန်စားကြောင်းအခေါ်အပြောအဆက်အဆန်မရှိအဖိုးအဖွားများရှိစဉ်ကညီကိုနှစ်ယောက်စီစီလုံးလုံးရှိသည်ညီညီညွတ်ညွတ်တိုင်တိုင်မဲမဲလှုပ်သည်အိမ်အောင်ကြတော့လေမိဘများနေမခွဲခြားပဲတစည်းပွားတဲ့လှုပ်သည်ညီအကိုချင်းကဘာမှမဖြစ်တော့လေတစိမ့်ဖက်လာတော့သဘောမညီမျှတာတွေဖြစ်လာသည်တယောက်ကိုတယောက်တွက်ကပ်လာသည်မယားစကားတွေနားထောင်ပြီးညီကိုစကားများလျက်ဘာကြီးတာညံတို့လင်မယားအိမ်ခွဲသွားသည်ဤဒီမှာအေးမြမိလိုက်သည့်အတိတ်ဇလံအေးမြလူမန်းသူမန်းသေးချိန်အဖိုးနေအဖွားဆုံးသွားချိန်တွင်အမွေကိစ္စနှင့်ပြဿနာဖြစ်သည်ဘာကြီးတာညံကလုံနေသည့်လဲနှင့်ယာယူမည်ဖခင်ဦးမွန်ကိုခြံနှင့်အိမ်ယူဟုသာဆိုလာသည်အိမ်ကနေဖို့တတ်တတ်သားရသဖြင့်လဲနှင့်ယာကိုသာယူခြင်းသည်လဲတဝက်ပေးဖို့ဖခင်ကပြောသည်ကိုဘာကြီးတာညံကလက်မခံသည်မှာဘာကြီးတာညံသဘောမဟုတ်အရင်ရဲ့ဆန္ဒဖြစ်သည်တချမ်းတစ်ဖက်မှခွဲမပေးနိုင်ဘူးဟုဆိုကမမတင်းတင်းပြောရမှဒုတ်တပြက်ဓာတ်တပြက်ဖြစ်ခဲ့သည်ထိုစဉ်ကလေးကမိသားစုချင်းစကားမပြောအဆက်အဆန်မလုပ်ခဲ့သည်မှာယနေ့အထိတော့ကိုဘာပြောလဲနောင်တရတဲ့သဘောတန်ဝေးကဖြစ်တဲ့သဘောပေါ့ကွာအသက်တွေလဲကြည့်ပြီးအရင်အခြားဆိုလို့ပြေးကြည့်မှဒီဦးလေးဒီတူမှပဲရှိတယ်စီစီလုံးလုံးနေခြင်းတဲ့ကိုဘသားကဘာကြီးတာညံဤသဘောထားသူ့အမြင်ဖြစ်တင်ဖြစ်ထိုက်သည့်အခြေအနေကိုတွက်ချက်ပြသည်လောဘကြောင့်ညီကိုရင်းချင်းစကားမပြောနိုင်နှုတ်မဆက်နိုင်သွေးချင်းခွဲလျက်တစိမ့်ပြင်းပြင်းမမာနေခဲ့သည်မှကြပြီတေကန်းရှင်ကန်းပြက်သည်ထိဒေါသတရားပြင်းထန်ခဲ့သည်ဘလောက်ပင်လောဘကြီးဘလို့ပင်ဒေါသထွက်အချိန်ကြာတော့လောဘတက်ခဲ့သမျှသည်ဘာမှမဟုတ်ပါလားဟုသိလာသည်တော့သဘောထားကဘလို့လဲကိုပါသာငါအမြင်မပြောချင်ပါဘူးနင်တို့ကိစ္စမဟုတ်ဘူးလားမယားနဲ့ပတ်သက်တာလင်းနဲ့မဆိုင်ဘူးလားပတ်သက်မှုတော့ရှိတာပေါ့ရှိရင်ထင်မြင်ချက်တော့ပေးနိုင်ရမှာပေါ့ဒီလိုလားငါထင်မြင်ချက်ပြောရရင်တော့မင်းချက်တဲ့ပစုံငပီးချက်လောက်ဘယ်ဟင်းမှကောင်းတယ်မထင်ဘူးရှိသေးရင်တွားကော်စမ်းမအောင်တန်လုံးလက်ချက်ဖြင့်ပြောင်းတလင်းခါနေသည့်ပကံကိုထိုးပြသဖြင့်ပစုံငပိချက်ထဲထားသောပကံကိုကောက်ယူလျက်မိဘိုတဲ့ဝင်သွားခဲ့ပေသည်ပစုံငပိချက်ဆိုပေမဲ့မကြီးသည့်အစိမ်းလေးတော့ထဲမှာကလော်အော်သည့်အစိမ်းလေးထောင်းထဲမှာအရသာရှိတာအေးမြရဲ့ဘာဖြစ်လဲဝတ်သားချက်ရင်တည့်သည့်ကြောက်လေးထက်ချက်တော့အစီအစိမ်ပြေးတာပေါ့ဟုတ်ပါပြီကြက်သားချက်ရင်သူကြီးချက်တာထက်အာလူးလေးပါလေးရောတာပိုကောင်းတယ်မို့လားကိုဘသာလေကြောရှည်နေသည်ကိုမအေးမြသဘောမကျဟန်ဖြင့်မျက်စောင်းတစ်ချက်ထိုးလိုက်သည်တို့ရွာကိုတကြီးပူအုပ်ချုပ်တုံးကပြောဘူးတဲ့စကားတခွန်းရှိတယ်။ဘာပြောတာလဲဟူသောအတိတ်ပဲဖြင့်မအေးမြလှမ်းကြည့်သည်ဒီရွာသားရတာဒီရွာတိုးတက်တာဒီရွာလှပတာငါတော်လို့ငါစီမံတာကောင်းလို့ကြီးမဟုတ်ဘူးရွာသူရွာသားတွေညညွတ်တာချစ်ချစ်ခင်ခင်ရှိတာပြီးတော့ကိုရွာအပေါ်ချစ်စိတ်တန်ရောစဉ်ရှိတဲ့စိတ်လေအခရာကြတယ်နေစမ်းမအောင်ကိုပါသာတော်ပါပြောချင်တာလေဘာကြီးတာညံနဲ့တွေ့ခဲ့တော့သူကဘာပြောလဲဘာတွေဝိပန်နေတာလဲကိုပါသာကစနီးတဲ့အေးမြကိုကြည်လျက်ခပ်ပေါ်ပေါ်ရဲလိုက်သည်ငါနဲ့ကတစိမ့်ဆိုလို့ပြောရင်လဲရတယ်နင်းနဲ့ဘာကြီးတာညံနဲ့ကတူကြီးအရင်မခေါ်လဲသွေးသားချင်းပြက်လို့မရဘူးအေးမြပြီးတော့ဒီကိစ္စထဲမှာနင်းလဲပါတာမဟုတ်ဘူးကဲလူရင်းပြောစမ်းမှာကိုပါသာရဲ့အော်အေးလူရင်းပြောရရင်ဘာကြီးတာညံကနင်းချက်ကျွေးတဲ့ပစုံငပိကျဲအကြောင်းပြောပြတော့စားကျင်လိုက်တာကွာတဲ့အိမ်မှာတခွားသီးနုနုလေးတွေလည်းရှိတယ်မြစ်ပြုတ်ထားတာလည်းရှိတယ်မြစ်လေးပြုတ်ပြီးပစုံငပိကျက်လေးစမ်းစားရရင်မိန်လိုက်မဲ့အမျိုးလိုပြောသွားတယ်ပစုံငပိကျက်ကောင်းသည်မှာပစုံတစ်ခုတည်းကောင်းသည်မဟုတ်မကြီးသည်ငရုတ်သည်စားစသည်အမဲများပေါင်းဆက်၍ကောင်းခြင်းပင်တခုခုလစ်ဟာလျင်အရသာကပေါ်ပြက်ပြက်လိုအပ်ချက်ဖြစ်သည်မှာဓမ္မတာအခုလေဘာကြီးတာညံတယောက်တည်းနဲ့ပြည့်စုံသည့်ဘဝမဖြစ်နိုင်ဆွေမျိုးအတိုင်းဝိုင်းတွေစီးလုံးညီညွတ်မှပြည့်စုံပေလိမ့်မည်
ဒီကနေ့မှာဖတ်ပြပေးခဲ့တဲ့စာအုပ်လေးကတော့ရဟန်းစာဆိုရှင်မောင်ဆန္ဒလဲဝေးရေးသားတဲ့ပဇွန်ငပီးချက်ဆိုတဲ့ပခုတ်ကူစာပေစုရဝတ္ထုတိုးလေးကိုဖတ်ပြပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။ကျမတို့ရဲ့သင်္ကတုသမီး channel ကနေသုတရတ္တရပွဲရာစာအုပ်စာပေမျိုးစုံကိုနေ့စဉ်ဖတ်ရှုပေးလျက်ရှိပါတယ်။ဒါကြောင့်မို့ကျမတို့ရဲ့ channel လေးကို like and subscribe ပြုလုပ်ထားပေးဖို့တောင်းဆိုပါရစေရှင်။နားဆင်ပေးကြတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။